ဒီနေ့အေဂျင့်မိသားရတဲ့ဘန်ကောက်နာကလင်းကော်ဖီဆိုင်လေးကိုဘရန်ဒီလေးကိုလိုက်ပို့ပေးဖြစ်တယ်ပေါ့နော်ဝင်ကြီးကတယောက်250လူကြီး250ပေးရတယ်ပေါ့နော်ခလေးဆိုလို့ရှိရင်140စင်တီမီတာမကျော်လို့ရှိရင်ဝင်ကြီးခါမယ်ပေါ့နော်အထဲထဲမှာ activity တွေအများကြီးရှိတယ်ခုနကလက်မှတ်နဲ့လင်းပေါ်မှာအေးနဲ့မုံနဲ့လဲစားမယ်ပေါ့နော်နှစ်ယောက်ဆိုတော့အေးနှစ်ခွက်မုတ်က2မျိုးပေါ့နော်ဘရန်ဒီနဲ့သူ့မိကတော့ဒီလိုလာတာဒိုင်နိုဆောရုပ်ဒီဘက်ထရီဆိုင်ကယ်လေးစီးဖို့ပေါ့နော်ဒိုင်နိုဆောရုပ်စီးဖို့လာတာပေါ့နော်အဓိကတော့အဲ့ဒါပေါ့သူတို့သားမီးကဒီတွားပြီပေါ့နော်ကျွန်တော်ကတော့တယောက်တည်းကြံခဲ့တယ်ဒီနောက်မှာဟိုကြီးတီကြီးဒီမှာကလေလေးလည်းစီးလို့ရတယ်ပေါ့နော်ဒီမှာအယုတ်လေးလည်းစီးလို့ရတယ်သူတို့သားမီးကတော့တစ်ပတ်ပတ်ပြီးပြန်လာပြီပေါ့နော်ဒိုင်နိုဆောကတစ်ကောင်ကို100ပေါ့နော်3ဘက်ပတ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်အနောက်မှာမြည်တဲ့ကားတွေလည်းမောင်းကြည့်လို့ရတယ်ဒါတော့ပတ်စံပေးရတယ်ပေါ့နော်ဒီနွားဂိုင်းတွေလည်းစီးလို့ရတယ်ဒီဘက်ထရီကားတွေလည်းစီးလို့ရတယ်နောက်မှာစီးမယ်ပေါ့နော်အခုတော့ဒီလက်မှတ်ထဲမှာပါတယ်ယထာတွေပေါ့နော်သွားစီးမယ် free စီးလို့ရပါတယ်လက်မှတ်ဝယ်ထားလို့ရှိရင်ဒီယထာတွေကိုစီးလို့ရပါတယ်ပေါ့နော်ဒီနေရာလေးကလေကောင်းလေတန့်လည်းရတယ်ပြီးလို့ရှိရင်နေရလည်းတိမ်ဖို့ကျွန်တော်တို့သွားတဲ့နေရာပေါ့နော်အရန်တာယာပြီးတော့စိတ်ကိုဂျင်းနဲ့ကြီးနူးစေတယ်ပေါ့နော်ဒီနေရာလေးကလက်မှတ်ထဲမှာဆိုလို့ရှိရင်တော့ဝင်ကြီးတယောက်ကို250 140စင်တီမီတာအောက်ဆိုလို့ရှိရင်ကလေးက free ပေါ့နော်ဒိုင်နိုဆောစီးမယ်ဆိုလို့ရှိရင်ပေါ့နော်တစ်ကောင်ကို100 3ဘက်ပတ်လို့ရတယ်သူတို့သတ်မှတ်ထားတဲ့နေရာကနေ3ဘက်ပတ်လို့ရတယ်လူကြီး2ယောက်တော့စီးလို့မရဘူးလူကြီး1ယောက်ရယ်ကလေး1ယောက်ရယ်စီးရတယ်ပေါ့နော်ပြီးတော့ဒီထဲထဲမှာပေါ့နော်တပ်ပုံလှလှလေးရိုက်တဲ့နေရာလေးလည်းရှိတယ်ဒီအုံးပင်ခြံထဲမှာလည်းဒီမိသားစုတွေအလိုက်ပေါ့နော်နားနေလို့ရတယ်ခင်းစားလို့ရတယ်အဲ့လိုအဆောင်လေးလည်းရှိတယ်အခုကျွန်တော်တို့ယထာပူတာကိတ်ဆုံးကိုရောက်ပါပြီလျှက်စစ်ကားစီးမယ်ပေါ့နော်လျှက်စစ်ကားဆိုလို့ရှိရင်သူက100တန်းရှိတယ်200တန်းရှိတယ်100ဆိုလို့ရှိရင်ကျွန်တော်မိသားစု3ယောက်နေတော့ပဲပေါ့နော်200တန်းကတော့4ယောက်ကနေ900လောက်ထိစီးလို့ရတယ်ပေါ့နော်ဘရန်ဒီတို့စိတ်ကြိုက်ကလည်းနှစ်ပတ်မောင်းပြီးသွားပြီအလဲစရာတွေလည်းစုံသွားပြီကစားစရာတွေလည်းစုံသွားပြီတပ်ပုံလှလှလေးလည်းရိတ်လို့ဝါသွားပြီဆိုတော့ဘန်ကောက်ပြန်มาတော့မယ်အားလည်းရမှာတကယ်ချင်းတို့လည်းဒီနေရာလေးကိုတွက်လက်ကြည့်ပါအစိတ်ပန်းပြပါလိမ့်မယ်လို့အားလုံးပဲတတာ